ကဘာပေါ်မှာဘယ်တော့မှလာစာမရတဲ့အိမ်ပေါ်ဟာအမေပဲဘယ်တော့မှလည်းလာကမရကဘာပေါ်မှာအကောင်းဆုံးသောစဖို့မှုအယောက်100 1000 1000စုလိုက်ပါကို့အမေလောက်ကောင်းတဲ့စဖို့မှုမရှိဘူးဘသူတွေဖြော်တဲ့ကော်ဖီဘလောက်ကောင်းတယ်ပြောအမေဖြော်တဲ့ကော်ဖီဟာနတ်တုတ်တာလိုပဲသိပြီးအရသာရှိတယ်ဘလောက်တန်ဖိုးကြီးတဲ့နာယီနိုးဆက်ဖဲဖြစ်မနဲ့ဟဲ့ကောင်ဟဲ့သမီးမနဲ့မိုးလိမ့်မီထတော့စာချက်တော့လို့ပြောတဲ့အကောင်းဆုံးနှိုးဆက်ဟာလေအမေပဲလေဒီလိုပါပဲသိလှပါတယ်ဆိုတဲ့သူနာပြုဆရာမအဖြူအနီဝတ်ကလေးတွေဘလောက်ပဲချောပြီးကျင်နာပြုစုတတ်တယ်ပြောတို့များမင်းတို့နေမကောင်းတဲ့အခါအကောင်းဆုံးသောသူနာပြုဆရာမဟာအမေပဲရ